မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Jeremy Fio Fitness Studio Founder တယောက်လည်းဖြစ်ပြီးတော့ပြန်ပွဲဝင် Body Builder သမားတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့တပည့်တွေကဆရာပဲ protein အမျိုးအစားကိုတောက်သုံးနေလဲဆိုတော့ကျွန်တော်ခဏမေးနေတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးမှာကျွန်တော်က sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တောက်တဲ့ protein အမျိုးအစားကျွန်တော်ဘေးနားမှာရှိတဲ့ဒီ Biotech ကုမ္ပဏီကထုတ်တဲ့ ISO V0 protein အမျိုးအစားဖြစ်ပါတယ်ဒီ protein အမျိုးအစားဆိုရင်သူကအခြားသော protein တွေထက်သူကပိုပြီးအားသာချက်ပိုရှိတာသူက no fat no sugar ဖြစ်တဲ့အတွက်ကြောင့် pure protein စစ်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီ protein ကဘလို့လူတွေတောက်သုံးတင်လေဆိုတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကိုကြစ်လေးနဲ့ဆော့ဖြစ်ချင်တဲ့လူတွေနောက်ပြီးကျွန်တော်တို့ရဲ့ဝိတ်လော့သမားတွေအတွက်ပို့ပြီးတော့တောက်သုံးတင်တဲ့ protein အမျိုးအစားဖြစ်ပါတယ်ပြီးတော့ဒီ brand မှာအားသာချက်တစ်ခုကကျွန်တော်တို့ရဲ့ muscle ကြွက်သားတွေကိုတိစောက်တဲ့နေရာမှာပို့ပြီးတော့အထောက်အကူဖြစ်စေတဲ့ BCA ကိုပါဒီ protein အမျိုးအစားထဲမှာပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်တို့က protein လည်းရမယ် BCA ဓာတ်ကိုပါထပ်ပြီးတောက်เสียမလို့ပဲနဲ့ရမယ်အတွက်ကြောင့်ဘာချက်အနေထားရပို့ပြီးတော့ကုန်စရာမလိုတဲ့အနေအထားမျိုးမှာရှိပါတယ်ပြီးတော့ဒီ protein မှာကျွန်တော်တို့နောက်ထပ်အားသာချက်တစ်ခုကကျွန်တော်တို့ပုံမှန်တောက်နေကြ protein တွေလို့ strawberry အရသာ no အရသာ chocolate အရသာတွေဤစိတ်နဲ့အရသာမဟုတ်ဘဲနဲ့ pineapple နဲ့ကျွန်တော်တို့က mango နှစ်ခုကို mix လုပ်ပြီးတော့လှုပ်ထားပြီးတဲ့အတွက်ကြောင့် flavor အနေနဲ့ကလည်းလုံးဝကိုတောက်အပြူအရန်ကိုအစင်ပြေတဲ့အရသာတစ်ခုဖြစ်ပါတယ်ကျွန်တော်တွေကဒီ protein မှာဆိုရင် protein ရဲ့အဲမှာပါဝင်တဲ့ zone တစ်စုံရဲ့တစ်ခွက်ကဆိုရင်ကျွန်တော်တွေကကြက်ဥ၄လုံးထက်ညီမျှပါတယ်ဒါပေမဲ့လည်းကျွန်တော်တွေကဒီမြန်မာပြည်မှာရှိတဲ့ကြက်ဥ quality အရေးသွေးရမမီမျှတဲ့အတွက်ကြောင့်တော့ကျွန်တော်တွေရဲ့၄လုံးထက်မကကန့်ညီတဲ့အနေအထားမျိုးနဲ့တွားပြီးတော့ညီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေကကြက်ဥတွေကိုပုံမှန်စားတောင်းနေတဲ့နေရာမှာခက်ခဲနေတဲ့လူအတွက်ကတော့ဒီ protein ကိုအစားထိုးပြီးတော့တောက်သုံးပေးမယ်ဆိုရင်ကျွန်တော်တွေကနေ့စဉ်တောက်အပြူရတာလည်းအဆင်ပြေမယ်ပြီးတော့ဒီ protein whey တွေရဲ့အားသာချက်ကတောက်လဲပြီဆိုရင်ခန္ဓာကိုယ်မှာနာခွက်အတွင်းမှာစုပ်အားမြန်နဲ့ effective ကိုဖြစ်စေမှာဖြစ်ပါကျွန်တော်ပုံမှန်ချက်ဥတွေချက်သားတွေစားတောက်နေမယ်ဆိုရင်အနည်းဆုံး4နာရီနဲ့6နာရီကြာအချိန်တစ်ခုကိုစောင့်ဆိုင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီ whey protein ကို ISO whey protein ကိုတောက်သုံးမယ်ဆိုရင်အချိန်လည်းတက်တာမယ်ခန္ဓာကိုယ်မှာရှိတဲ့ effect တွေလည်းတက်ရောက်မှုအားပိုပြီးတော့မြန်ဆန်မယ်ပြီးတော့တောက်အပြူရလည်းအရန်ကိုအဆင်ပြေမဲ့အတွက်ကြောင့်protein ဘောက်တောက်သုံးရမလဲလို့စိတ်ညစ်နေတဲ့ရွေးချယ်ဖို့ခက်ခဲနေတော်တော်များအနေနဲ့ကျွန်တော်တောက်သုံးနေတော့ Biotech ကထုတ်တဲ့ ISO V0 protein ကိုကျွန်တော်ကတော့ recommend ပေးပါတယ်ခင်ဗျာအဲ့တော့ဒီ gene နဲ့ပတ်သက်တဲ့ supplement တွေ nutrition ဗီတာမင်နဲ့ပတ်သက်တဲ့ supplement nutrition စတာတွေကိုကျွန်တော်ရဲ့TikTok account မှာကိုကျွန်တော်ရဲ့ page မှာကိုကျွန်တော်ကအချိန်ရရင်ရလို့ကျွန်တော် sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့social platform တွေဖြစ်တဲ့ TikTok account ကျွန်တော်ရဲ့ဒီ Facebook page account တွေကို follow လေးလုပ်ပေးထားပါခင်ဗျာဒါဆိုကျွန်တော်က sharing လုပ်ပေးတဲ့နေရာတွေမှာပို့ပြီးတော့ထိရောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ